င်းကိုယ်တိုင်လာဆောင်ပေးရတာ တရားမင်း ဟုတ်တရားမင်း တရားမျက်နှာကြီးမင်းနေလို့ ဟာ ကြည့်နေရ အဲ့ဒါတက်မဲထားလိုက်တာလူများမြင်လို့ရှိရင်တရားမင်းမှမသိအောင်မဲပြထားတာ မလုပ်ပါနဲ့ဗျာတရားမင်းဆိုလေဟိုတောင်းမှန်ပါလေလေတော့တရားမင်းရဲ့ကျွန်တော်မျိုးစိတ်ဒုက္ခကြောက်နေလို့လာမနှောက်ရှက်ပါနဲ့ဗျာ သိတယ်ငါစောင့်ရှောက်နေတဲ့လေထဲမှာမင်းသာကြားတာနားကိုမခံနိုင်လို့အခုငါလာကူညီတာကဲဘာကူညီပေးရမလဲမင်းဘာဖြစ်လဲပြောစမ်း ကျွန်တော်ကူညီမလို့ ဟုတ်တယ် ဟာ မင်းမဲငါဘယ်လို့မှမကူညီတော့ဘူးလားဆို အော်ကျွန်တော်ဟိုဝမ်းနဲ့စိတ်ဒုက္ခရောက်နေတော့ကြားတာ အဲ့ဒါကိုကြားတာ အော်တော်လိုက်တာကူညီမှာပေါ့ ကူညီရမှာ အော် ပေါ့ ဆိုကျွန်တော်ကူညီပါဗျာကျွန်တော်လေစပားမဆိုင်ပဲနဲ့မျက်တီဆိုင်စားပါလားတဲ့နောက်ပြီးတော့မျက်ဟိုစပားမဆိုင်ပဲနဲ့ထမင်းစားနေရတဲ့တူတဲ့ကျွန်တော်တရွာလုံးကနေပြောနေကြပြီကူညီပေးပါလားတရားမင်းရဲ့ အေးငါလည်းကူညီမလို့ရောက်လာတာဒီလေကြီးကငါစောင့်ရှောက်ပေးနေတာအဲ့လေကြီးကိုငါစောင့်ရှောက်ပေးနေတာ အဲ့တော့မျက်တီထွက်လာတာလား ဟာမဆိုင်ပါဘူးကွာဒါကြီးကိုငါတောင်းဝင်ရှိတယ်ငါစောင့်ရှောက်ပေးတာမင်းတနေ့တနေ့ငိုတာနဲ့ကြားမင်းလဲနားကြီးတာမခံနိုင်တော့ ဟိုတာပေါ့ဗျာမျက်တီရွက်ထွက်နေတာတရားမင်းရဲ့လေတော့တရားမင်းလည်းပြောသေးတယ်ကျွန်တော်လက်တွေကိုမရှင်းပေးနိုင်ဘဲနဲ့လာပြီးတော့ဘယ်လိုကူညီပါလဲလို့ မင်းပြင်းတာကိုလည်းထည့်ပြောအောင်လေဟမ်ကြားမင်းကအကုန်လိုက်လုပ်ပေးရမလားမင်းလည်းညှစ်အားပေးအောင်ပါဗောကွာ ကူညီပဲအပြစ်တွေပဲပြောနေဘယ်လိုကူညီမှလဲကျွန် အေး တော် အခုကူညီပေးမယ် ဟုတ် ကူညီပေးမယ်မင်းဒုက္ခတွေမင်းပျောက်သွားအောင်လုပ်ပေးမယ်လူကူညီကြပါဆိုပြီးတော့မင်းငါ့ကိုဆုတ်တောင်းနေမလား ဟုတ်တယ်လေ အေးအဲ့ဒီဒုက္ခတွေပျောက်သွားအောင်ငါကူညီပေးမယ် တို့ဘယ်လိုကူညီမှလဲ မင်းငါတစားယူလိုက် အာဖျားတသားတော့မလို့ကျွန်မကိုတသားနဲ့ကိုပဲကောင်းပါတယ်ဗျာ ဟာတခြားတစားပိုကောင်းနေရောက် မင်းပါလိလာပြောနေ မဟုတ်ဘူးလေတခြားတစားဆိုတော့မင်းသုံးချင်ရသုံးလို့ရတယ်ဒီမှာဒါကိုပြောတာဟောဒီမှာတခြားတစားဆိုတာ ဒီမှာယတနာစီစားတဲ့တရား ဟုတ်တယ် ယတနာလေးစီစားတဲ့တရား တစားအဲ့ဒါရောင်းပြီးတော့မင်းလိုလိုသုံးလို့ရပါပြီ ဒါကိုလိုရအောင်သုံး လိုရသုံးလေဒါရောင်းပြီးတော့မင်း ကျေးဇူးကြီးမလိုက်တဲ့တရားမင်းရဲ့ကျေးဇူးကြီးမလိုက်တာလေဆောက်တရားမင်းကြီးရဲ့ ဒါဖြင့်ကျုပ်ပြန်ကြွတော့မယ်နော် ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဟာလေဆောက်တရားမရှိတော့ဘူးဒီဟာကိုညံရှိတယ်လို့သုံးတယ်ညက်တီပြောင်းဘယ်လိုသုံးရမလဲဟုတ်ပြီဟုတ်ပြီဟာသမပြည့်ပြည့်ဘူးမပြည့်ပြည့်ဘူးမြတ်တရားတော့ကုံသွားရပြီမုံကြီးနေရလဲကြားထဲမှာလာရှုပ်ဒီမုံကြီးနေဘယ်လိုလုပ်မလဲဒီမုံကြီးနေကြားထဲမှာအများကြီးပေါက်နေတဲ့သဘာဘယ်လိုပြစ်တော့မှာဒုက္ခပဲဗျာကဲကြပါဦးဗျာကဲကြပါဦးကဲကြပါဦးဗျာကဲကြပါဦးဗျာဟဲ့မင်းမြင်ဘူးလေကြလေ ဟိုနေ့က အေးလေ လေ ကြောင့် တော့တရား ဟုတ်တယ် တော်ပါဗျာကဲပါဦးဗျာလုံပါဦးဗျာလုံပါဦးဗျာ ဒါကမလုပ်ခိုင်းနဲ့လေလူမြင်လို့မကောင်းဘူးလေတရားမင်းကြီး ဟုတ်ပြီဟိုတကလက်တော့တရားကြီးကုညီပေးလို့မျက်တွေရှိနေမျက်တွေကုန်သွားပြီဒါပေမဲ့စပါးကြထဲမှာမုံကြီးနေရှုံနေရလုံပါဦး ငါပေးတဲ့အရင်ကြီးက ကိုမျက်နဲ့ပဲကုန်သွားတယ်